တော်ကိုတရားကြီးကိုလေးစားကြတယ်။ဘာသာတော်ကြီးပေါ်မှာအောင်လို့မြေတော်ရဲ့ဝိနည်းပတ်ပြီးရှင်းပါရတဲ့သူတို့ဘုရားတွေ့တာစားတယ်ပြီးတော့မြေတော်အားဖြင့်ကျမ်းမာရေးလူအချက်တွေကိုတောင်းခံဘွယ်တွေလွယ်နာမစားနိုင်ဘူးအလားတူဖွဲ့ဖွဲ့တဲ့စားကြရအောင်ဖြစ်ကျွန်တော်စတင်ပါပြီဒီနေ့ကျွန်တော်ရွေးချယ်တဲ့ဒီတရားဩဝါဒမေရိုနဲ့ကရောယစမန်တူမပါဘဲနဲ့မရှိဘဲနဲ့ကောင်းတဲ့နိုင်ငံမရရှိနိုင်ဘူးဆိုတဲ့ကောင်းစင်လေးဖြစ်ပါလေ။ဘာဖြစ်လဲဆိုလို့ရှိရင်တကယ်ကျွတ်တော်ကကဲတဲ့ချင်းပြီးနိုင်ဖို့ရတဲ့လူအဖြစ်ကိုရှင်တဲ့နေရာမှာသူရဲ့လူဘဝမေတော်အားဖြင့်ရယူပိုင်ဆိုင်ထားလို့ဒါတော်ယေရှုရဲ့ခန္ဓာကိုယ်ဖွဲ့စည်းထားတဲ့သူရဲ့အသားနဲ့တွေးတော်ပါလေမေတော်ရဲ့တွေးတော်အသားဖြစ်ပါတယ်အဲ့တော့ခရစ်တော်ရဲ့တွေးတော်အသားတော်ဟာကျွန်တော်တို့သုံးဆောင်နိုင်တွေ့ရမယ်ယူခရစ်ဆိုတဲ့ကိုရမေစကားတိုင်းသူမိစားတရားတော်အပြင်ကျွန်တော်တို့ရရှိအဲ့ဒါကြောင့်ကျွန်တော်တို့တကယ်အမှန်တကယ်ကောင်းကင်နိုင်ငံရောက်ရှိတဲ့ဆိုလို့ရှိရင်မေရိုနဲ့ကိုရမေစကားတိုင်းသူလက်မခံလို့ဆိုလို့ရှိရင်ကောင်းကင်နိုင်ငံရရှိဖို့မဖြစ်နိုင်ဘူးလို့ပြောချင်ပါတယ်အဖြစ်လဲဆိုရှင်စိတ်ယဟန်တာကြီးအော်ဂတ်စတီနာမနီယာသူပွဲကိုစပါတဲ့အခါမှာသူကဘာပြောခဲ့တယ်လဲဆိုလို့ရှိရင်တဲ့ကျွန်တော်တို့ရဲ့ကေတဲ့ကြီးအတွေ့အစာအာဟာရအဖြစ်သုံးဆောင်နေရတဲ့ခရစ်တော်ရဲ့အတွေ့တော်အသားတော်ဟာမေရိုရဲ့အတွေ့အသားတော်အဖြစ်စင်ကြွားပါခြင်းဖြစ်တယ်ယဟန်တာကြီးဒေါက်တာအော်ဂတ်စတီနာရဲ့ပြီးတော့အတိအလင်းကြီးတာထားတာကျွန်တော်တို့တွေ့ရှိရပါတယ်ဒါကြောင့်ဒီလိုဖြစ်လာနိုင်ဖို့ရအတွက်အရေးကြီးဆုံးစကားတဘောတူညီမှုကတော့ရှင်လူကအခန်းကြီးတင်းအခန်းကြီး38မှာမေရောရဲ့စကားဖြစ်တဲ့ကုရောဤပလူတော်တိုင်းဖြစ်ပါစေကျော်ပါကုရောရဲ့ချုပ်ပါဖြစ်ပါဆိုရဲသူရဲ့တဘောတူညီခြင်းအားဖြင့်ကဲတဲ့စခရတော်ဟာမေရောရဲ့ဂျေဇုတော်အားဖြင့်ပေါ်ပေါက်ဆက်တင်လာပြီးတော့ဒီနေ့ကျွန်တော်တို့ကဲတဲ့ရှင်ကိုပိုက်ဆိုင်နိုင်ခွင့်အသွေးအသားတော်ကိုကာယအတွက်ဝိညာဉ်အတ္တတော်ကကာယရဲ့ကျမ်းမာခြင်းဝိညာဉ်တော်ရဲ့ကျမ်းမာခြင်းအတွက်ဂျေဇုတော်ခံစားရခြင်းကမေတော်ရဲ့ရှေ့ရောတဲ့သူရဲ့စိတ်ကအနန္တအလူတော်တိုင်းဖြစ်ပါစေဆိုတဲ့စကားလုံးအားဖြင့်ဖြစ်တယ်။ဒါကြောင့်ဘာသာဝင်ကြီးမောင်ဓမ္မအများအပြည့်ပြီးမေတော်ကိုပထမလို့ဆိုစီစုတင်ကြပါမေတော်အဖြစ်တော်ဒီလိုကောင်းကင်နိုင်ငံကြာရှိတဲ့ဂျေဇုတော်ခံစားရတယ်။မေတော်အဖြစ်ဘုရားရဲ့တရားရှိကိုခံစားရပြီးတော့မေတော်အဖြစ်ကျမ်းမာရေးဝိညာဉ်ကျမ်းမာခြင်းကာယကျမ်းမာခြင်းစိတ်နှလုံးကျမ်းမာခြင်းကိုရရှိနိုင်တဲ့အတွက်မေတော်ကိုအထူးကျေးဇူးတင်တရားခြင်းကို
ချမ်းသာပြီးတော့ဖိတ်ခေါ်လာပါတယ်။ဘာလို့ချက်အနေနဲ့ကျွန်တော်ရှိမယ်ဆိုလို့ရှိရင်တဘာဝချက်အခန်းရှိတဲ့အခိုင်အမာ73မှာအာဇာကဧဝမြင်တဲ့အခါမှာဤရာတိငါဤအယုငါဤဘာဖြစ်လဲလို့ဆိုလိုက်တာဆိုလိုက်ခြင်းဟာယောက်ျားရဲ့မိန်းမပေါင်းဆက်ခြင်းဟာတလုံးတဝါလေးဖြစ်ခြင်းဆိုတဲ့တည်းတည်းလို့ဆိုလို့ရှိရင်လက်ထပ်ခြင်းဟာဒီတဲ့လာအချင်းဘုခတ်ဆောလာဤအချင်းမှာပါအာဒါဧဝကိုတွေးလိုက်ရတယ်အာဒါဧဝတခြားစီမဟုတ်တော့ပဲခန္ဓာတစ်ခုတည်းဒီနဲ့အာဒါတည်တည်ပထမအဆုံးခံခြင်းဖြစ်ပါတယ်သူဒီလူစွာပဲ new age ဖြစ်တဲ့အာဒါဖြစ်တဲ့ခရစ်တော်အားလည်းပဲမေရောမာရီယာကိုတွေးနေတဲ့အခါမှာပါဆူထားတယ်ဆိုတာအချားစားတဲ့မှာမရှိ냐တော့လေမေရောဖြစ်တဲ့တွေ့အမေကိုတွေ့တဲ့အခါမှာတခင်ယေရှုကဤအရာဒီငါ၏အယူငါ၏တာပဲလို့ဆိုလိုက်ခြင်းဟာတားတော်ရဲ့ယေရှုဟာမေရောဟာခန္ဓာကိုယ်တစ်ခုဖြစ်တယ်တလုံးတော်ပါဖြစ်တယ်ဆိုတာကျွန်တော်တွေ့ရှိခြင်းရတယ်ကျွန်တော်ရဲ့ကိစ္စအတွက်ကိုရမြတ်စကားမဲ့သူဖြစ်တဲ့ကိုရရှိရပြီးတော့တားတော်နဲ့မေရောဟာတလုံးတော်ပါဖြစ်တယ်ဒီဂျေဇုတော်ဟာကက်သလစ်မှာများတာခံစားပါရှိယုံကြည်ယုံမယုံကြည်ဒီယုံကြည်မှဒီတော့ရှိမှမှန်သွားပါလေပေါ့မှန်သွားပါလေပေါ့ဒါကျွန်တော်လွတ်လပ်စွာယုံကြည်နိုင်တဲ့လက်ခံနိုင်တဲ့ဉာဏ်ပဲယုံကြည်မှဒါဟာပို့ပြီးတော့မှန်လာတာဆိုလိုတာပါလေဆိုမှန်လို့ပြောင်းလဲတယ်ခရစ်တော်နဲ့ကိုရမစကားနဲ့သူနဲ့မေရောဟာဘယ်လိုမှခွဲလို့ဒါကြောင့်ကျွန်တော်တို့ရဲ့ကိစ္စကြီးနဲ့ထာဝရတရှိရှိကောင်းကင်နိုင်ငံရရှိရတဲ့ကိုရမစကားနဲ့သူနဲ့မေရောဟာဘယ်လိုမှခွဲလို့မရဘူးဆိုတာဘာလို့များဘူးအတိပေးလို့ပါဒါကြောင့်မို့မေရောမပါဘဲနဲ့ကိုရမစကားနဲ့မပါဘဲနဲ့ဘယ်သူမှကောင်းကင်နိုင်ငံမရရှိဘူးအားလုံးတူတူရှင်းရှင်းနားလည်အောင်ပြောရမယ်ဆိုရှင်ဒုတိယအနေနဲ့ကောင်းကင်နိုင်ငံဆိုတဲ့ဂျေဇုတော်ကိုရရှိမှာကကယ်တင်ခြင်းဆိုတဲ့နော်ခန္ဓာနဲ့ဝိညာဉ်နော်ကျူပေါ်ကနေပြီးတော့လွတ်လွတ်နိုင်ဖို့ရတဲ့လည်းမရရှိဘူးဒါကြောင့်ဒီနေ့ကျွန်တော်ပြောနေတဲ့တော်ကမေရောနဲ့ restaurant ကိုလက်ခံလိုက်ရှိတာဘယ်လောက်တာလို့ရှိတယ်ဆိုတော့ပိုက်ဆံကောင်းနဲ့ပန်းဆိုတဲ့တစ်ဖက်နဲ့တစ်ဖက်ပေါင်းပြီးမှပိုက်ဆံဆိုတာပေါ်လာပြီးတော့တာဘူးဆိုတာရှိတာအဲ့ဒီတာဘူးအတိုင်းပိုက်ဆံကကျွန်တော်တို့စိုက်ရရဝယ်ယူလို့ရတယ်သုံးဆောင်လို့ရတယ်ဒါကြောင့်မေရိုနဲ့ကိုရစရတူဟာနော်ပေါင်းထားတာဘူးရှိတဲ့အတုံးဝင်တဲ့လူချင်းကိုရယူနိုင်တဲ့ဂျေဇုတော်တစ်ခုအဖြစ်ပြောင်းလဲသွားတာဖြစ်တယ်ဒါကြောင့်ဒီနေ့မေရိုအာဂုတရာရှိပြီးတော့ကျမ်းစာရှိတဲ့ဆွတောင်းတဲ့နေရာ
ဘယ်တော့မှသခင်ယေရှုနဲ့နေတော်ဟာ separate တော့နော်ဒီတိတတ်ခွဲခြားလို့မရဘူး။ဘာဖြစ်လို့လဲဆိုလို့ရှိရင်မေတော်ဟာဖယားရဲ့မေတော်ကျွန်တော်တို့ရဲ့မေတော်ဖြစ်တဲ့ကြောင့်လို့အမေအနီနဲ့မေတော်ကသူ့ရဲ့သားတော်နဲ့ဘယ်လိုမှဖယ်ရှားမရဘူး။ကျွန်တော်တို့လည်းဘယ်လိုမှဆွတ်ပြလို့မရဘူး။ဆွတ်ပြတာကကျွန်တော်တို့ဒီနဲ့နော်မေတော်ကတော့ကျွန်တော်တို့ပြစ်မထားဘူး။တစ္ဆာရှိရှိနဲ့အမေမိခင်လိုပဲကျွန်တော်တို့ထင်သိဆောင်ရှောက်တဲ့မိခင်ကြီးမေတော်မာရိယာအာဗီမာရိယာဖြစ်ပါတယ်။အဲ့ဒါကြောင့်မို့လို့ကန္နာမင်္ဂလာဆောင်ပွဲမှာလည်းအားလုံးပြည်လည်တိုင်းပဲเนาะအဲ့ဒီမင်္ဂလာဆောင်ပွဲမှာစတိကိုပါတဲ့အခါအမေအမီနဲ့မနီနိုင်လို့လောကသူမိအရှက်ပဲဖြစ်ပါဆိုလို့ဖြူစင်တဲ့လုံသားနဲ့တားတော်ကြီးရှိတာပါလို့လူစပီကိုပါဒါပဲပြောတယ်တကယ်ဆိုတော့ကျွန်တော်အချင်းချင်းပြီးလို့တော့ပြောတာတာမအားဖြင့်မပေးဘူးဘယ်လိုမဆိုင်ဘူးလို့တချို့လူတွေတော့ပြောတယ်ဒါပေမဲ့နေတော့ပြီးမယ်ဆိုတော့ပြီးတဲ့သူပါပြောလဲဆိုရင်အလုပ်သမားတွေသူစီခိုင်းတယ်များလုပ်ကြတာအဲ့တော့စီဦးအကြီးကြီး6လုံးကိုရှိဖြည့်ပြီးတော့ပါရှိထည့်ပြီးတော့ပါဖြည့်လိုက်တဲ့အခါခေတ္တရဲ့တားတော်ရဲ့လူတော်ရဲ့စကြီးရဖြစ်လို့ရောက်လဲပါရှိမေတော်ရဲ့ဆွေကောင်းပေးခြင်းမေတော်ရဲ့စီးပါတဲ့ထိရောက်တဲ့သူရဲ့ဆွေရဲ့ဆွေကောင်းပေးခြင်းဖြစ်နေတယ်လို့ပဲဒီနေ့လေမေတော်ကတေးမောင်းလို့ရှိတယ်လေဆိုတာတိတိတာဖြစ်ဘတော်ကေကတိတိတာဖြစ်ဒါပေမဲ့ကျွန်တော်တို့ကအာတဒါကြီးယူလေးစားမယ်ဆိုရှင်မေတော်ကအမေရန်နဲ့ကျွန်တော်ရဲ့မိခင်ရှိလို့ကျွန်တော်တို့ကအမေရန်ရပ်တည်ပေးနေတယ်ဆွတောင်းပေးနေတယ်ဆိုတာကိုတတိထားဖို့အပ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီမေတော်ဟာကျွန်တော်ဒီနေ့ဆိုတဲ့အခါနော်မေတော်ဟာဒါကြောင့်မလို့ကျွန်တော်တို့ကဘုရားသခင်ရဲ့တနာကြီးဆိုတာကျွန်တော်တို့မေတော်အဖြစ်အများကြီးခံစားရပါတယ်။1960ခုမှာပေါ်တဲ့စိတ်ကဘာပြောလဲဆိုရင်သူရဲ့စာချုပ်တော်မှာ Mystery of Faith ဆိုတဲ့စာချုပ်တော်ထဲမှာပြောရလဲဆိုရင်ခရစ်တော်ရဲ့
တို့ကတလုံးတဝါးဖြစ်ကြတယ်စစ်မှန်တဲ့ဘုရားရဲ့မိသားစုလေးဖြစ်စေတယ်သူရဲ့အစာရှင်တွေမှာရည်သားထားတာကိုကျွန်တော်တို့ပြရမှာအဲ့ဒါကြောင့်ဒီယဟန်တာအကြိုင်ကပြန်လာတော့သွားတဲ့ပေါ်ရဟန်းကြီးဂျွန်ပေါ်ဒုတိယဂျွန်ပေါ်ပြန်လာတော့ပြီးတော့မှသူရဲ့ဒိုင်ယာဖတ်တဲ့အခါမှာသူကပါရထားတယ်ဆိုလို့ရှိရင်သူမိစားပြဟောတိုင်းဟောတိုင်းမှာမေတော်ကိုသူယူပါယူမေရန်ကြီးလက်ရှိတယ်အဲ့ဒီမိစားပြဟောတိုင်းမှာဘုလိုရှိရနေပြီးတော့ဘုရားဆိုပြီးဒီရနိုင်အတွေ့နိုင်ကာဖီလိုပြောရခါမှာမေတော်အရှမ်းယုံပြီးတော့ပျော်ရွှင်ပွဲရစီလို့ပွဲရမျက်နာတော်မြင်ရတယ်လို့သူကစာပတ်တန်းရှိထားပါတယ်ဒါကြောင့်နောက်ပိုင်းတော့ရှိတာဘယ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကျော်ပေါ်တဲ့ vision နဲ့အညီတွေ့ကြပါယူမိထားတဲ့အတိုင်းပဲကိုရိုမြတ်ဒီစပြဟောတဲ့ညာတဲ့မေတော်စင်ကြီးအမြဲတမ်းထားရရှိစလူရတော့ဘုရောကြီးတွေကမိစပြဟောတိုင်းမှာဘာသာသူကြီးယဟန်တာဖြစ်တဲ့ယဟန်တာဖြစ်ပေနော်သူတော်စင်ကြီးတာကကောင်းကင်မှာရှိတဲ့တရားဓမ္မတွေအားလုံးမေတော်အပါတားတော်ယေရှုကိုချီးမွမ်းနေကြတယ်ဒါကြောင့်မိစပြဆိုတာကောင်းကင်နဲ့မြေကြီးကိုဆက်သွယ်ပြီးတော့မြေကြီးမှာရှိတဲ့သူတော်စင်ကြီးကောင်းကင်ဘုရားရှိတဲ့သူတော်စင်ကြီးတရားဓမ္မတွေဖယားခင်ကိုရှိခုကိုပဲလို့ဆိုပြီးတော့တန်ရှင်းတော်မူတန်ရှင်းတော်မူတန်ရှင်းတော်မူလို့တရားကိုချီးမွမ်းကြတယ်ဆိုပါအဲကြောင့်မိစားတရားဟောလိုက်တော့တတိထားကြပါနော်ဆရာတို့ကြည်လာဆလာလန်ဂေးနာအပစီယာဝဲလို့ဒီဆိုင်ကိုမိရှာထုတ်တယ်တော့ယဟန်တာကြီးနဲ့မေရိုနဲ့ဖယားကိုချီးမွမ်းတာဖယားကိုတန်ရှင်းတော်မူတန်ရှင်းတော်မူတန်ရှင်းတော်မူဘယ်လောက်ဝမ်းသာစရာဘယ်လောက်ပျော်စရာအဲ့ဒါကိုကျွန်တော်ဒီဘာသာရအောင်ပါခါထောင်ရည်နဲ့တန်ရှင်းတော်မူဖယားကိုချီးမွမ်းတာတတိမရဘူးလားအိမ်ကိုင်းလူနဲ့နော်အဲ့လိုကိုရဟန်းကြီးကစာတရားဟောလိုက်တာမေတော်ကိုယူပါယူနေရာစာတရားတော်လားမေတော်ရှိတယ်ဒါကြောင့်ကျွန်တော်တို့ကာယရဲ့ကျမ်းမာခြင်းဝိညာဉ်ကျမ်းမာခြင်းစိတ်နှလုံးသားကျမ်းမာခြင်းဆိုတာမြန်မာစကားပေါ်မှာရှိပါတယ်ကျမ်းမာခြင်းဒီဆုလက်တော်တစ်ပါးဖြစ်ပါတယ်ဆိုတဲ့အတိုင်းပဲတကယ်ကျမ်းမာခြင်းရင်ကိုယ်အစာတော့အများကြီးတည်ထားရတယ်ယောဂဖြစ်တယ်ဆိုတော့ဘယ်လောက်စားတယ်ဘယ်လိုတောက်တယ်ဆိုတဲ့ပေါ်မှာယောဂပေါ်လာတယ်ဒါကြောင့်ကျွန်တော်တို့ကတကယ်ဝိညာဉ်ကျမ်းမာခြင်းတယ်ဆိုလို့ရှိရင်ခရစ်တော်ကိုထက်တဲ့တန်တန်နဲ့ကိုရမစရပြီးယူမယ်ဆိုလို့ရှိရင်ဝိညာဉ်ကကျမ်းမာဝိညာဉ်ကျမ်းမာရင်စိတ်ချမ်းသာပြီးတော့စိတ်နှလုံးပျော်ရွှင်ပါပဲမေရတဲ့မှာသူကငါ့ရဲ့နှလုံးကိုဆွဲလန်းခြင်းဘုရားသခင်ကဆွဲလန်းခြင်း My soul glorify the Lord my spirit rejoices in God my Savior my soul glorify ကခိုင်ပစနာပတာပစယစဝကလုံနဝမီဘာဘီလိုမဟာဘာဘီလိုလေတာဝီစုပိုင်ဆိုင်တဲ့အတွက်ကိုရမစရပိုင်ဆိုင်တဲ့ပေရောအရှမ်းအမြဲတမ်းပဲဆင်းရဲဖြစ်စီချမ်းသာဖြစ်စီဒုက္ခရောက်အနိစ္စတော့ပျော်ရွှင်အခုခေတ်ကျွန်တော်တို့ကလည်းဝမ်းနဲ့ဆိုင်နာနာဇဝတ်တယ်မျက်ရည်ချတာငိုချွေးရတာဒုက္ခမျိုးစုံတဲ့ဆိုတဲ့အခါကိုရမစရတဲ့ပေါ်စားပြီးတော့ဖယားတကယ်ရဲ့ရှိနေဆိုလို့ရှိရင်ဒီဒုက္ခကြားထဲမှာကျွန်တော်ပြတယ်ရှင်းဝန်နိုင်မယ်ဘုရားရှင်အနတ်ကြီးတို့အမြဲတမ်းဆွမ်းဝမ်းမြောက်နိုင်တယ်ဒါကြောင့်ဒီနေ့ဆာလာလိုက်မှာလေ
လားငါပါချီထားတယ်ဆာလာတော့ဘိုင်ပါဆာတော့လေဂက်စစ်တော့လေဘိုင်ကတော့ဂက်စစ်တော့ဘာလို့ဆာလာလေးပါလေပါဆူထားလေติดไว้ผู้ใหญ่แต่ผู้สอบมาเป็นเราชอบตั้งแต่เรา